ထို့နောက်ယေရှုသည်လေဝိကိုအခွန်ရုံး၌ထိုင်၍အခွန်ကောက်နေသည်ကိုတွေ့တော်မူ၏ခါနောက်လိုက်ခဲ့ယေရှုသည်တောင်ပေါ်သို့ကြွ၍တညလုံးဆုတောင်းတော်မူ၏မိုးလင်းသောအခါလူ12ယောက်ကိုတမန်တော်အဖြစ်ရွေးချယ်တော်မူ၏ရှိမုန်ဟုခေါ်သောပေတရုညီဖြစ်သူအန္ဒြေယာကုပ်ယောဟန်ဖိလိပ္ပုဘာသောလမဲမဿဲသောမအာလဖေ၏သားယာကုပ်ဇေလုခေါ်သောရှိမုန်ယာကုပ်၏ညီယုဒယေရှုကိုတစ္ဆာမဲ့အနံသောယုဒရှကာယုတ်